ဒီနေ့ရင်တော့အကြောင်းအရာကိုရှောက်ကြားပေးပြန်ဝင်ပြပါဗျာအေးဟိမေဟိလောကမှာအောင်မြင်မှုရဲ့အရာကြီးတွေကဒီတိကျတွေကိုတောင်းမြင်နေပါတယ်ဗျာသိကြပေးတော့ဘူးပါဗျာအားကောင်းပြီဗျာလက်ခုပ်တီးအားပေးပါဒါနော်အဲ့တော့လူငယ်တွေအတွက်စပြောလိုက်မယ်နံပါတ်1မပြင်းနဲ့အောင်မြင်ရင်နံပါတ်1ပါတော့အောင်မြင်ရင်ပါတော့အောင်မြင်ရင်ပါတော့မြတ်စွာဘုရားရှင်ကသင်္ကာလသတို့သားကိုမင်းအောင်မြင်ရင်မပြင်းနဲ့ကွာပြင်းကြီးအပြစ်6ပါးဆိုပြီးဒီလိုပြောထားတယ်နောက်နံပါတ်2အောင်မြင်ခြင်းရင်အလေမလိုက်နဲ့နံပါတ်2ပါလေတော့အလေမလိုက်နဲ့တဲ့အခါမဲ့သွားလာခြင်းအပြစ်6ပါးတဲ့အောင်မြင်ခြင်းအလေမလိုက်နဲ့ gain နံပါတ်1ပြန်ပြောနံပါတ်1အောင်မြင်ရင်ဘာမလုပ်နဲ့မပြင်းနဲ့နံပါတ်2အောင်မြင်ခြင်းဘာလို့မလဲအလေမလိုက်နဲ့ပြန်ပြောနံပါတ်1အောင်မြင်ခြင်းမပြင်းနဲ့နံပါတ်2အောင်မြင်ခြင်းအလေမလိုက်နဲ့ရပြီနော်နောက်အောင်မြင်ခြင်းလောင်းကစားမလုပ်နဲ့နံပါတ်3ပါရတော့ဟောလောင်းကစားကျူးတဲ့အပြည့်ပြောထားတယ်နော်အဲ့ဒါမင်းတို့ခေတ်ကြတော့အောင်မြင်ခြင်းရင်ဂိမ်းမသော့နဲ့အောင်မြင်ရင်ဂိမ်းမသော့နဲ့နော်ပြောမှာပေါ့အခု1 euro ပါတော့ဟိုမှာနိုင်ငံတကာမှာဒုတိယဆုရလာတာဂိမ်းနေပါလေအရေးကြီးအဲ့ဒီဘုံပြောမယ်အဲ့ဂိမ်းစောလို့အောင်မြင်သွားတဲ့သူကလူသသိန်းမှာတယောက်ရဖို့မလွယ်ဘူးတို့တော့ဂိမ်းစောလွန်လို့လူသသိန်းမှာတဝက်လောက်ကပြည့်စည်တယ်ဟုတ်လားအဲကြောင့်ငါတို့ကအ ਨੇ သူလေးအောင်မြင်တာကိုကြည့်လို့မရအောင်ဒါကြောင့်မင်းတို့အောင်မြင်ရင်ဂိမ်းမစော့နဲ့ဒီလောင်းကစားတွေမလုပ်နဲ့ဂိမ်းတွေမစော့နဲ့အဲ့ဒါအချိန်ကုန်တယ်ဟုတ်ပြီနော်နောက်ဆုံးတစ်ခုပြောမယ်ခုနနံပါတ်1ကပြောနံပါတ်1ကအောင်မြင်ခြင်းမပြင်းနဲ့အောင်မြင်ခြင်းအလေမလိုက်နဲ့အောင်မြင်ခြင်းလောင်းကစားမလုပ်နဲ့ဂိမ်းမစော့နဲ့နောက်ဆုံးတစ်ခုအောင်မြင်ခြင်းအချိန်မဖြုံးနဲ့ပြောပါလေတော့ဘယ်နှခုရပြီတော့အဲ့၄ခုရအဲ့၄ခုကလူတယောက်ရှောင်းမဲ့ဟာ၄ခုပဲရှောင်းမဲ့ဟာ၄ခုနံပါတ်1အောင်မြင်ခြင်းမပြင်းနဲ့အောင်မြင်ခြင်းအလေမလိုက်နဲ့ဟုတ်လားအဲ့ဒါဆိုရင်ဒါဘုံဘုံအခုပြောတဲ့အဖြေကိုသဘောကျပြီလားသဘောကျပါတယ်ကျန်တဲ့သားလေးသူတွေလိုက်နာကြမှာလားအဲ့ဒီ၄ခုကိုရှောင်ကျင်လိုက်ရင်သားတို့သူတို့အတွက်ကျန်တာအောင်မြင်စရာတွေကြီးရဖြစ်သွားလိမ့်ခုနအောင်မြင်ဖို့က၄ခုလေကွာဒီ၄ခုကလေ့ကျင့်ရအောင်အခု၄ခုကရှောင်အောင်ရပြီလားအေးဗျာခိုင်လက်ခုပ်တီးအားပေးဟေးတော်တာပါတဲ့ခါသမီးနှစ်ယောက်မင်္ဂလာပါဘုံဗျာပြီးတော့မှာတော့ဒီထားတော်လေးကပေးဖြစ်ပါတယ်ဗျာအေးသမီးပြီးတော့မှာကိုမေကိုမေရှောင်းပေးပြီးတော့မူပါဗျာမေလူငယ်တွေအတွက်စီကံနဲ့လွတ်လပ်မှုကိုဘယ်လိုညှိနှိုင်းကျင့်သုံးသင့်ပါတယ်ဗျာမေးကြပြီးတော့မူပါရှင်ဗျာကောင်းလိုက်တာကွာလက်ခုပ်တီးအားပေးဟေးစီကံနဲ့လွတ်လပ်မှုတယ်နော်ကောင်းလိုက်တာ freedom နဲ့ discipline ပါဟုတ်လား freedom ဆိုတဲ့နေရာမှာသမီးမျိုးမျိုးရှိတယ်တချို့ freedom ဆိုတဲ့နေရာမှာလက်လွတ်တဲ့ပဲပေါ့အထူးသဖြင့်မြန်မာတွေသတ်မှတ်ထားတော့တေချာနာတော့မရဘူးသူအထူးသဖြင့်မြန်မာတွေဒီလွတ်လပ်မှု freedom ကိုလက်လွတ်တဲ့ပဲနဲ့သွားပြီးတော့လွတ်လပ်တာနဲ့လက်လွတ်တဲ့ပဲနဲ့လာချင်းတူတယ်အဓိပ္ပာယ်ချင်းမတူဘူးလွတ်လပ်တာကတကယ်လွတ်လပ်မှုစိတ်ကစီးနဲ့ကန်းနဲ့ဘောင်အတွင်းမှာလွတ်လပ်ဒါကြောင့်စီကံနဲ့လွတ်လပ်မှုဆိုတာစီကံကအခြေခံလွတ်လပ်မှုကအကျိုးဆက်ဖြစ်တယ်စီကံမရှိရင်တကယ်မလွတ်လပ်ဘူးဥပမာဆိုပါတော့မင်းတို့တန်ရှင်းရင်မနေချင်ဘူးလားဒါကြောင့်အမိုက်မချနဲ့ဆိုတဲ့စီကံကိုအရင်လေ့ကျင့်ရအမိုက်မချရင်လွတ်လပ်မှုကတန်ရှင်းနေထိုင်ခွင့်ရှိတယ်ဂျပန်မှာစီကံနဲ့လွတ်လပ်မှုကိုခုသမီးပြောတဲ့ဟာကိုလေ့ကျင့်တာစင်ကာပူမှာလည်းလေ့ကျင့်တာတယ်မတူဘုံပြောပြစင်ကာပူကမင်းအမိုက်ချရင်ရိုက်ပါမရိုက်ရင်ဒဏ်သက်တယ်တဘာကလော်လေးပြစ်ချတာနားကြက်ထားတဲ့ဟာလေးပြစ်ချတာစင်ကာပူဒေါ်လာ1000ခွဲဒေါ်လာမြန်မာငွေ3000နဲ့တွက်မြန်မာငွေသိန်းရာခဏန်းဖြစ်သွားစင်ကာပူကဒီလိုတွေ့တာဟုတ်လားတီရှူလေးချခဲ့တယ်တီရှူလေးချခဲ့တာမဲတနိုင်ငံလုံးသေးပေါက်ချီးရတဲ့နေရာလွှဲရင်အကုန်လုံးမ CCTV တက်ထားတာမဲတွေ့တဲ့နေရာခွေးသေးပန်းလို့သွားပန်းမလို့အကုန်လုံး TV တက်အကုန်မြင်နေတာတနိုင်ငံလုံးဖုံမရှိဘူးမဲတစမ်းမှမရှိတာဖုံအကုန်မြက်ခင်းနေတယ်ကြီးတန်းနေတာဒီလိုမျိုးနော်
အဲ့တော့အဲ့နိုင်ငံမှာအမိုက်ချလိုက်တယ်ဆိုရင်မင်းဒါဒေါ်လာနဲ့လေဒဏ်တက်တယ်ဒါသူတို့ကဒဏ်ကြီးနဲ့ဒီလိုသွားတာဂျပန်ကြဒီလိုမဟုတ်ဘူးမင်းအမိုက်ချကြောင်းနဲ့တခါတည်းတင်တယ်အမိုက်ချတဲ့ကလေးတယောက်ကိုကြံတဲ့ကလေးတွေဝိုင်းကြည့်ဟောစင်တမ်းမရှိလိုက်တာဂျပန်တွေကရိုက်တာထက်နာတယ်အဲ့လိုကြည့်တာကိုရိုက်တာထက်နာစိတ်ထဲရအောင်တင်တာဂျပန်ကြတော့ရင်ထဲရအောင်တင်တာမျက်လုံးနဲ့ကြည့်လိုက်တာနဲ့ဘယ်သူမှသိကမ်းမပေါ့ဘူးဒါကြောင့်သမီးကမြန်မာနိုင်ငံသူဂျပန်သွားတဲ့ချိန်အမိုက်ချတွေ့တဲ့ဂျပန်ကောက်သွားသူ့နိုင်ငံအမိုက်ရှုပ်နေသူတို့ကသိခါကြဒီလိုမျိုးသူ့နိုင်ငံတန်ရှင်းနေတာကိုပဲသူတို့ကဂုံယူတာအဲ့ဒါသူတို့အဲ့ဒီလိုမျိုးစီကံကောင်းတဲ့အတွက်လူတိုင်းဟာလွတ်လပ်တန်ရှင်းအနေရကင်းနေလို့မရဘူးလားကဲလူတယောက်ကငှက်ပြောကုန်ချတာတယောက်ကချော်လဲတယ်ဘုံတော့ကဲမတော်သနောက်သက်ရိုက်မြင်သေမသွားနိုင်ဘူးလားစဉ်းစားတော့လူတယောက်ကစီကံမရှိလိုက်တယ်သေတဲ့တိပြတ်သွားနိုင်တယ်ပျက်စီးမှုကလေဒါကြောင့်စီကံသည်လူဤတန်ဖို့ပြောကြည့်ပါလေတော့အဲ့ဒီစီကံမှာ self discipline ဆိုတာရှိတယ်ကိုရဲ့စီကံကိုပိုင်စီကံကိုပိုင်မူဝါဒနော် environment discipline ဆိုတာရှိတယ်အများနဲ့နေတဲ့စီကံအများနဲ့နေတဲ့စီကံမှာဒါတို့မျိုးတွေးကြတစ်ခုပဲတစ်ခုလုံးမဲ့ဆိုရင် we need to look out for one another တစ်ခုလုံးတော့မဲ့ဆိုရင်တခြားတစ်ယောက်ရှိတယ်ဆိုတာတွေးအဲ့ဒါစီကံပဲဘောပေါ့လားရေတွေတစ်ခါတိုင်းခတ်ပြီးသွန်းပြစ်မယ်ဆိုရင်အော်ဒီရေတွေခက်ရတဲ့သူမလွယ်ပါလားဟုတ်လားတယောက်ကရေကောအောင်မတော့ဘူးဒီထဲကိုထည့်ခဲ့တယ်ဆိုသူတတွေးတွေပါလိမ့်နဲ့ရိုးတဲ့ပြောင်းတော့အော်သူတို့ယောဂကုမသွားနိုင်ဘူးလားနောက်ဆုံးမယွန်းနိုင်ဘူးလား we need to look out for one another တခုခုလုပ်မယ်ဆိုရင်တခြားတစ်ယောက်ထည့်တွေးအဲ့ဒါသိကံပဲဒါ environmental စီကံပဲဆိုတော့ self discipline ကိုယ့်ရဲ့နေထိုင်မှုပုံစံအချိန်သုံးတာအစနေတာထိုင်တာသပင်ဖိတာလိမ့်တာကိုသမီးတက်ရဲ့လေးနေတာဒါအောင်မြင်မဲ့သူရဲ့အမှတ်လက္ခဏာလူကြီးတွေကကြည့်လိုက်ပြီးဆို potential သူ့ရဲ့ဝတ်ပန်စားပုံနေပုံထိုင်ပုံပြောပုံဆိုပုံကြည့်တာမင်းဘွဲတွေမကြည့်ဘူးတကယ်အလုပ်ထဲမှာဘွဲတွေကဘာမှသုံးမရဘူးဟုတ်လားအဲ့တော့အလုပ်ရဲ့ performance တွေကြည့်တာနော်အဲ့ဒါကြောင့်အနေတိုင်းအပြောဆိုအဲ့ဒါကို self discipline နဲ့နေဖုံဖုံလည်းကိုစီကံနဲ့ကိုနေတာဟုတ်နော်အဲ့ဒါကြောင့်အခုဒါဆိုရင်ဘုံဘုံပြန်ချုပ်မယ်စီကံကအကြောင်းရင်းစီကံရှိလို့လွတ်လပ်ခွင့်ရှိတယ်ဘယ်သူလွတ်လပ်လဲကိုလည်းလွတ်လပ်တယ်အများလည်းလွတ်လပ်တယ်ကဲဂျပန်ရဲ့စီကံနောက်တစ်မျိုးပြောမယ်ရိုးလေးယူတဲ့နေရာပြန်ထားပြောကြည့်ပါလေတော့အားလုံးပြောပါလေတော့ယူတဲ့နေရာပြန်ထားစီကံမယ်ဘယ်တော့မှသူတို့ပျောက်လို့ရှားရတယ်ဆိုတာမရှိငါတို့အယူတာတနေရာထားတာတခြားဘယ်ထားမိကြောင်မသိပါဘူးကွာဒုက္ခမှာပဲကွာအရေးကြီးပါလို့ဘယ်တော့ပျောက်ရှားတာနဲ့ဖဏတ်ပျောက်ရှားတာနဲ့ခွတ်ပျောက်ရှားတာနဲ့တို့ရှာလို့ဖွေလို့ကိုမပြီးဂျပန်ရှင်းလေးယူတဲ့နေရာပြန်ထားအဲ့ဒါစီကံပဲသဘောပေါက်လားဒါကြောင့်သူတို့ရှုပ်တွေမရှိဘူးဂျပန်ကဥရောပလိုအကျယ်ကြီးတဲ့နေကြတာဘူးသူကကျင်းလေးနေရတာသဘောကျသူတို့နိုင်ငံသိသွားတယ်ကျင်းလေးဆိုတက်ရဲလေးထားလို့ရတယ်တဲ့အကျယ်ကြီးဆိုတက်ရဲထားလို့မလွယ်ဘူးတဲ့အိမ်ကိုထိမ့်သောင်းလျှော့တဲ့တာဝန်ကြီးတယ်ပဲဒါကြောင့်သူတို့ကတန်တုတ်ထိလို့ခေါ်တဲ့ဖះဟောတဲ့ချိုးကြံခြင်းဟာချမ်းသာတာပဲဆိုဂျပန်အဲ့ဒီနည်းနဲ့ချမ်းသာတိုက်ခန်းလေးဆိုကျင်းလေးတွေပဲအဲ့ဒါလေးနဲ့သူတို့ရောင်းရဲတက်ရဲနေတတ်တယ်ဒါသူတို့ရဲ့ self discipline ပဲဟုတ်ပြီလားဒါကြောင့်ဘုန်းတို့ပြန်ပြီးအနစ်ချုပ်မယ်သမီးရဆိုရင်သဘောပေါက်ပြီတယ်နော်စီကံဟာအကြောင်းတရားပါသိကြမဟုတ်ပါဘူးစီကံရှိလို့လွတ်လပ်ခွင့်ရှိတာစီကံမရှိလွတ်လပ်ခွင့်မရှိဒီကနေ့မြင်တဲ့မြန်မာတွေတွေးနေတဲ့လွတ်လပ်ခွင့်ဆိုတာဗျံပတာလက်လွတ်တဲ့ပဲလွတ်လပ်ခွင့်ဖြစ်နေတယ်လုံးဝမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ဒီအကြောင်းကြီးကိုမင်းတို့လွတ်လပ်ပျော်ပျော်ပါဖြစ်ခြင်းကျောင်းသူကျောင်းသားတယောက်ချင်းစီဆရာမတွေပါဝင်စီကံရှိဖို့လိုလားမလိုဘူးလားအဲဒီနေရာရေတောက်တဲ့နေရာစီကံရှိသေးပေါက်တဲ့နေရာစီကံရှိအိမ်သာတက်တဲ့နေရာအကုန်စီကံရှိရအိမ်သာရေလောင်းသူတော်ကောင်းမလောင်းသူမှာသူယုံမှာတဲ့ပြောကြည့်ဟဲ့ဗါလေတော့အိမ်သာရေလောင်းသူတော်ကောင်းမလောင်းသူမှာသူယုံမှာကြဲတစ်ခေါက်ပြန်ပြောအိမ်သာရေလောင်းသူတော်ကောင်းမလောင်းသူမှာသူယုံမှာအိမ်နာတဲ့ရောက်တာနဲ့အရင်ဆုံးတန်ရှင်းရေးလုပ်လိုက်တော့ကိုယ်တိုင်တော့အနတ်အသက်မရှိဘဲနဲ့စတက်ကိုယ့်ရဲ့နောက်လူလည်းတန်တန်ရှင်းတက်သေကြတဲ့2ယောက်3ယောက်လောက်ကတော့အနတ်သက်ဆိုမတွေ့ဘူးအဲ့ဒါကုသိုလ်ရောမဖြစ်ဘူးလားစီကံရောမကောင်းဘူးလားအခုနှာခေါင်းပိတ်ပန်းဆိုတာရေကပဲခွေးတွေပန်းသွားကြောင်းမသိဘူးကိုယ်လည်းခွေးတစ်ပိုင်းဖြစ်သူများပန်းထားတဲ့အတိုင်းလိုက်ပန်းတာအဲ့ဒါတို့ကအဲ့ဒီတိုင်းဖြစ်သွားတော့တို့နိုင်ငံညင်ဖြစ်လာကိုယ့်ဘဝဝင်ကိုတာဝန်ယူရမယ်ဆိုတာတဲ့သူများနဲ့ငါနဲ့မဆိုင်ဘူးကိုယ့်ဘဝဝင်ငါနဲ့မဆိုင်ဘူးလို့ပဲထင်ဒါကြောင့်အဲ့ဒီစီကံဟာတိုင်းပြည်ရဲ့တန်ဖိုးလည်းဖြစ်တယ်သ
သမီးအဲ့ဒါဆိုရင်သဘောပေါက်ပြီနော်စီကံဟာအကြောင်းရင်းအဲ့ဒီစီကံကောင်းရင်လွတ်လပ်ခွင့်ရစီကံမကောင်းလွတ်လပ်ခွင့်မကောင်းတဲ့နိုင်ငံအစုပ်ကြီးပဲဖြစ်နေမှာကျောင်းစုပ်ကြီးပဲဖြစ်နေမှာအိမ်စုပ်ကြီးပဲဖြစ်နေမှာဟုတ်လားဖုံဖုံပြောတာသဘောပေါက်လားဒါကြောင့်ကျောင်းရဲ့အနှစ်သာရဟာစီကံကောင်းခြင်းပဲဟိုကျောင်းကဂုံတူးတွေထွက်တဲ့ဒီကျောင်းတော့တန်းဝင်နေတဲ့ကျောင်းသွားကြည့်လို့စုတ်ချလို့အလကားကျောင်းလို့ပြောအဲ့ဒါဆိုရင်ဟုတ်လားစီကံကောင်းတဲ့ဘယ်သူမှမပြောရင်နေကလေးတွေဟောဒီကလေးတွေကလူကြီးဖြစ်တော့တို့ငယ်တော့ကျောင်းစီကံကောင်းတော့ဟာအဲ့ဒီကျောင်းစီကံတွေငါတို့လူကြီးဖြစ်လာတော့သုံးနေတာလို့ပြောတာမေစာတွေကမေ့သွားမှကြည့်ရင်လေကြည့်စာတွေကမေ့သွားမှစီကံမမေ့ဘူးဒါကြောင့်ကျောင်းတွေကဆရာမတွေအားလုံးမိဘတွေအိမ်မှာကျောင်းမှာစီကံကောင်းအောင်သေချာသင်ထားဖို့လိုလားမလိုဘူးလားအဲ့ဒါသားသမီးတွေကိုတကယ်ဘဝတန်ဖိုးတက်အောင်လေ့ကျင့်ပေးတာနဲ့တူပါတယ်လို့ဒါကိုတခါတည်းဖြေပါတယ်ဗျာနော်ကောင်းပါပြီသမီးလေးကိုလက်ခုပ်တီးအားပေးပါသမီးမေးချင်တာကတော့လူကြီးကလေးတို့ဒီဘာဖြစ်လို့အစဲအဆိုရင်ပြရမြတ်တလား ဟုတ်ပါကွာငါကဘာဥထိတောင်ပြန်သွားမယ်ထင်တယ်နော်အဲ့ဒါမလားအမေကကောင်းပါပြီသမီးလေးလက်ခုပ်တီးအားပေးပါမှတ်ထားကွာအဲ့ဒါဘုံမေးတာမဟုတ်ဘူးဘုံမေးတာမဟုတ်ရှေ့ဆရာမတွေမေးမြလို့ဒီရောက်လာတာဟုတ်လားအဲအဖေတွေမေးတွေမေးမြလို့ဒီရောက်လာတာအဖိုးတွေဘွားတွေမေးမြလို့ဒီရောက်လာဘုံငယ်တော့ဒါဆဲပုတ်တာတော့နမကြီးဘယ်ကအမွေရတော့အဖိုးစီကအမွေရတို့အဖိုးကမေးရွာမှာနံပါတ်1အစဲနံပါတ်1ဂုံတူးရတာတကယ်နော်အဲ့တော့ဘာခိုင်ညွန့်မြည်တဲ့ဘုံအစဲပုတ်လို့တဲ့နောက်တော့ဘုံကစာတွေဖတ်တယ်စာတွေဖတ်တော့ဒီဆဲတာဆိုတာကရိုင်းတယ်လို့လူတွေကမကြိုက်ဘူးလို့သိရင်တဲ့တော်တော်လေးပြန်ပြင်ယူရတယ်နောက်ဘာဖြစ်လဲဆိုအဲ့ဒီဘုံဆဲတဲ့အခါကျတော့ဦးလေးတွေအတော်တွေကမြောက်ပေးတယ်ဟုတ်တယ်ဒါဘာမျိုးဘိုးတူဘာမျိုးဒါမကောင်းတဲ့ဟာကျတော့ဘာမျိုးဘိုးတူလိုက်မြောက်ပေးတာဟာဆဲဆိုးတယ်အဆဲဆဲတယ်တချို့အဆဲခံခြင်းလို့ကိုတက်စားအဲ့ဒါမကောင်းဘူးဟုတ်ပြီနော်ဒါကြောင့်ဒီဆဲတာဆိုတာတွေကဘဲတက်လာတာလဲဆိုတော့ပတ်ဝန်းကျင်ကနေသင်ပေးတာအဲ့ဒီပတ်ဝန်းကျင်ကဘယ်သူတွေလဲဆိုတော့မိဘတွေဆရာသမားတွေကိုပတ်ဝန်းကျင်ကလူတွေအဲ့ဒါတွေကိုဘုံအားလုံးသိချာနားရမယ်နော်ဆဲတဲ့ဆိုတဲ့ဆိုတာကိုယ့်ဘက်သက်တဲ့ကောင်းတဲ့အလုံးလားမကောင်းတဲ့အလုံးလားကိုယ့်ဘက်သက်တဲ့မကောင်းတဲ့အလုံးကြီးဝင်နေတယ်လို့ပြောဒါကြောင့်အဲ့ဒီဆဲတဲ့ဆိုတဲ့အတက်တွေကဘယ်အတက်တာလဲဆိုတော့ပတ်ဝန်းကျင်ကသင်ပေးလိုက်တာဒါကြောင့်ပတ်ဝန်းကျင်အရေးကြီးလားမကြည့်ဘူးလားပတ်ဝန်းကျင်ဟာတတ္တိယဆရာတဲ့ဒါကြောင့်မိဘတွေကသားသမီးတွေရှေ့မှာရံဖြစ်မပြားဟုတ်ပြီနော်ဒါကြောင့်မဆဲတဲ့သူကနိုင်တာမင်းတို့နိုင်ရင်လို့ဆိုပြီးမဆဲနဲ့မဆဲတဲ့သူကနိုင်တာဆဲတဲ့သူကအာကုသို့လည်းရတယ်ကြီးတော့ဒီကောင်ကြီးကအဆဲပုတ်ကြီးပါကွာဒီကောင်ကြီးကအကျင့်ဆိုးကြီးပါကွာလူလောကလက်မခံတော့မဆဲတတ်ဘူးသိခံတတ်တဲ့သူဟာဒီကောင်အတော်ရင်ကြီးတာသိခံတတ်တဲ့အဲ့လူကကြာလေတန်ဖိုးတက်လေပဲသဘောပေါက်ရဲ့လားအေးဒါကြောင့်ပတ်ဝန်းကျင်ကနေအဆဲဆိုးအကျင့်ဆိုးတွေကိုယူရမလားမယူရဘူးလားဟဲ့ဒါကြောင့်မိဘတွေရောဆရာသမားတွေအဲ့ပတ်ဝန်းကျင်ရဲ့အကျင့်ဆိုးတွေညင်ဆိုးတွေမယူဘဲနဲ့မဆဲတဲ့မဆိုးတဲ့လိမ္မာရင်ကြီးတဲ့သမီးဖြစ်အောင်ကြိုးစားဖို့လိုလားမလိုဘူးလားဒါတွေသမီးတွေအားလုံးကြိုးစားဖို့လိုလားမလိုဘူးလားဟဲ့ကံအားလုံးလိမ္မာရင်ကြီးတဲ့သားသမီးတွေဖြစ်ကြပါလေသမီးရပြီလားကောင်းပါပြီလက်ကုပ်တီးအားပေးပါမင်္ဂလာပါဘုရားအေးမင်္ဂလာပါသမီးသမီးမေးချင်တဲ့မင်းတို့ရကြတော့ကဘာလုံးသူရတိဆောက်ပြည်တယ်ကဘာဦးသူကဆောက်တာငါတော့မဟုတ်ဘူးနော်ကဘာတောက်တဲ့ဘုံမပါဘူးကောင်းပါပြီသမီးလေးကဲလက်ခုပ်တီးအားပေးပါသမီးတို့နားလဲအောင်လေးပဲပြောမယ်နော်သမီးတို့နားလဲအောင်လေးပဲပြောမယ်ဟုတ်လား